ကျွန်တော်မိတ်ဆွေခုနှစ်ရက်သားသမီးအားလုံးမင်္ဂလာပါဗျ2025ခုနှစ်မေလ22ရက်နေ့အတွက်နော်တရက်တာငွေဝင်ကံကောင်းစီမဲ့အကြောင်းလေးကိုပြောကြားပေးမှာဖြစ်ပါတယ်နော်အဲ့တော့မေလ22ရက်နေ့အတွက်ငွေဝင်စီရဲ့အကြောင်းလေးကတော့ငွေဝင်ကံကောင်းစီမဲ့အကြောင်းလေးကတော့ခင်းရောင်ရွှေဝါရောင်ဖြစ်ပါတယ်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့နော်အဝါရောင်ဖျောင်းနိုင်လေးတွေဖျားမှာပူဇော်ထွန်းကြီးတာနော်ခဲအောင်ဖျောင်းနိုင်ရလဲခဲအောင်နိုင်ဖျောင်းနိုင်လေးပူဇော်ထွန်းကြီးတာလေးပြုလုပ်ပေးပါနောက်မိမိရဲ့အသုံးဆောင်ပစ္စည်းဥစ္စာတွေကိုရွှေဝါရောင်လေးတွေခဲအောင်ပါလေးတွေသုံးဆွဲပေးပါအဓိကပတ်စံနဲ့ပတ်သက်တဲ့အရာလေးပတ်စံထားတဲ့နေရာလေးဒီရောင်လေးပို့သုံးပေးပါအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ခဲအောင်သို့မဟုတ်ရွှေဝါရောင်ရှိရဲ့เนาะစပူလေးကိုเนาะနားလမပတ်တဲ့လောက်ဖြတ်ပြီးတော့မိမိမဆိုင်လေးထည့်ဆောင်တာပြီးငွေထားရကောင်းတာမိကတက်တာငွေတက်တာမိမိရဲ့အလုံးစပွဲเนาะအဲ့နေရာလေးမှာထားပြီးတော့ဆောင်းပေးပါဒီနေ့တရက်တာမေလ22ရက်တရက်တာအတွက်ငွေဝင်ကံကောင်းစီမဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဗျเนาะအားလုံးပဲကျေးဇူးတင်ပါတယ်ဗျเนาะအဲ့တော့မိတ်ဆွေတို့အနေနဲ့လည်းစီးပွားလက်လာပါတွေတိုးတက်ပြီးတော့ပေါ့เนาะငွေများရှင်လန်းနိုင်ပါစေငွေများများများဝယ်ပါစေဒီနေ့မှာအဆင်ပြေချုံးမွေးကြပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါဗျเนาะအားလုံးပဲကျေးဇူးတင်ပါနှုတ်ဆက်ပါဗျเนาะ